မျက်လုံးတစ်ဝိုက်ညိုမဲခြင်းကဘလို့ဖြစ်တာလဲဆိုရင်အဲ့ကိစ္စကခဏမေးတဲ့မေးခွန်းထဲမှာပါတယ်။ဘာကြောင့်မေးတာလဲဆိုရင်လေကျွန်တော်တို့လူမျိုးတွေတော်တော်များများကအာရှတိုက်သားတွေကရေဓာတ်ခမ်းခြောက်တာများတယ်။မျက်လုံးတစ်ဝိုက်ကအဲ့ဒါကြောင့်ရေဓာတ်ခမ်းခြောက်ပြီးသွားရင်မဲနေကြတာပေါ့နော်။မဲတယ်ညိုတယ်အဲ့လိုဖြစ်တယ်။ပြီးတော့အရေးအကြောင်းတွေထားအဲ့ဒါဘာနဲ့ဆိုင်လဲဆိုနံပါတ်1ကဗီဇနဲ့ဆိုင်တယ်။နော်ကိုယ့်ရဲ့အဖေအမေကိုယ့်ရဲ့ညီကိုမောင်နှမတွေကလည်းဘယ်လိုပြောမလဲမျက်လုံးတစ်ဝိုက်ကအဲ့လိုညိုမဲတယ်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်တော့ဒါကိုလည်းဖြစ်လာတာဖြစ်နိုင်တယ်အမှန်တော့ဒါကတော့ပြဿနာကြီးမားမားရှိတယ်လို့တော့ကျွန်တော်တော့မထင်ဘူးနောက်နံပါတ်2ကကြတော့ဗာလဲဆိုတော့မြည်သူမပြုတ်မိမှုကိုဟာနဲ့ကိုလူရှိရောက်ပြီဆိုတာနဲ့ဘာမှမလုပ်ဘဲနဲ့ပွတ်တာဒီလိုမျက်လုံးနဲ့မျက်တွင်းနဲ့ကိုဒီလိုပွတ်တယ်အဲ့လိုပွတ်ပါများတယ်ဆိုရင်လည်းခန္ဓာကိုယ်ရဲ့အရေးပြားပွတ်ပါတိုက်ပါများလာပြီဆိုအဲ့ဒါဘာဖြစ်လာလဲဆိုတော့မဲလာတတ်တယ်နောက်တစ်ချက်ကကြတော့ရေတောက်နေတဲ့သူတွေနော်ရေတောက်နေတဲ့သူတွေကလည်းဘာဖြစ်လဲဆိုတော့ရေဓာတ်ခမ်းခြောက်တာများပြီးတော့သူကမျက်လုံးကညိုမဲဆွဲတတ်တယ်ပြီးတော့နောက်တစ်ခုကကြတော့ဘာလဲဆိုရင်နောက်တစ်ခုကမျက်လုံးကိုနော်sorry ညအိယာဝင်နောက်ကျတယ်ပြီးတော့မျက်လုံးကိုအနာမပေးဘူး screen time တွေအများများတယ် Facebook တွေပဲကြည့်တယ်နော် Facebook ကြည့်လိုက် TikTok ကြည့်လိုက်နေဒီလိုပွတ်နေတယ်အဲ့လိုလူမျိုးတွေနဲ့ပြီးသွားရင်တညအောင်2နာရီပဲအိတ်တယ်အဲ့လိုလူမျိုးတွေကမျက်လုံးကိုညိုမဲဆွဲတဲ့ဥစ္စာမျက်လုံးပန်နာအိုင်းလိုဖြစ်နေတဲ့ဟာကောင်းကျင်တယ်ဆိုရင်မမျော်လင့်နဲ့တိတ်ပြီးအရင်ကြီးမလွယ်ဘူးအဲ့တော့ခုနကပြောတဲ့အချက်တွေဒါရှောင်နိုင်မယ်ဆိုရင်အဆင်ပြေတယ်အဲ့တော့ကျွန်တော်အကောင်းဆုံးအကြံပေးချင်တာမျက်လုံးတစ်ဝိုက်ကိုလုံးဝအချောက်မခံပါနဲ့တကယ်လို့ skin care သုံးကျင်တယ်ဆိုရင် serum သုံးကျင်တယ်ဆိုရင်ရေဓာတ်ကိုထိမ့်ပေးနိုင်တဲ့ hyaluronic acid တို့ caffeine တို့နော်အဲ့လိုပါတဲ့ဟာမျိုးတွေသုံးပါပြီးသွားရင်နောက်တစ်ခုကကြတော့ပြီးတော့နောက် moisturizer တွေများလိမ့်ပေးပါအနီးစပ်ဆုံးဆိုရင် petroleum jelly တို့နော် petroleum jelly တို့ paraffin တို့လိမ့်ရင်တော့အဆင်ပြေနိုင်တယ်တချို့ eye cream တွေလိုမျိုးလဲလိမ့်လို့ရတယ်ဥပမာဆိုရင်L'Oreal Paris ကtriple eye cream လားအဲ့ဒါလေးလိမ့်ရင်လည်းမဆိုးဘူးလို့ပြောလို့ရတာပေါ့နော်အဲ့တော့ခုနကပြောတဲ့အပြုအမူတွေကတော့ညအေးမှန်အောင်အိပ်ပါပြီးတော့နောက်ရေများတောက်ပါပြီးတော့ antioxidant တွေပါတဲ့အစားအစာဥပမာ vitamin C ပါတဲ့ဟာမျိုးလေးတွေတို့ lycopene ပါတဲ့ဟာမျိုးလေးတို့များစားပါပြီးတော့နောက်တစ်ခုအသားချောက်တတ်တဲ့သူမျိုးတွေမျက်လုံးကိုအဲ့လိုပွတ်တဲ့အကျင့်လေးကိုဖြောင်းလိုက်ပါအဲ့ဒါဆိုရင်တော့မျက်လုံးကပိုပြီးအဆင်ပြေနိုင်တယ်လို့ယူဆတယ်အဲ့ဒါမှမတတ်တာဘူးဆိုရင်တော့ကျွန်တော်တို့ဈေးခန်းမှာperiorbital rejuvenation လို့ခေါ်တဲ့မျက်လုံးတစ်ဝိုက်ကိုအမဲကိုတက်တာအောင်လုပ်တဲ့ treatment တွေအများကြီးရှိပါတယ်အဲ့ဒါဆိုရင် aesthetic clinic တွေမှာသွားလုပ်လို့အဆင်ပြေနိုင်ပါတယ်တကယ်